မြိုင်တွင်ကြိုင်တင်မာတဲ့ကျွေးမြင့်သူပွင့်ပါကလေးတွေရာတောင်းနဲ့တယူသနာကြိုင်လိုက်မွေတယ်သင်ပြန်လို့ကျူပမဂိုက်ပေမို့အလားသမမာတဲ့ကျွေးမြင့်သူပွင့်ပါကလေးတွေရာတောင်းနဲ့တယူသနာကြိုင်လိုက်မွေတယ်သင်ပြန်လို့ကျူပမဂိုက်ပေမို့အလားသမမာတဲ့ကျွေးမြင့်သူဘေပန်တော်သမတူရဲ့လို့သဘူမမတူတဲ့ပန်းဟာမို့ရောင်တော်ပြန်တို့ဘုရားကိုကွယ်ဖုန်ကခြင်းသေးဘုရားရဲ့ဘောရမမြတ်စွာဘုရားသာသနာ9000ပြည့်တဲ့အခါလူတွေရဲ့တတန်းနေရာတပြေးပြေးနဲ့10နှစ်တန်းဒီသုတ်ကတ်သွားပါလိမ့်မယ်တဲ့ဒီလိုသုတ်ကတ်သွားတဲ့အခါမှာလူတွေဟာတလိပ်ဇန်နေနဲ့မရှာယမသူတရားတွေလည်းမရှိကြတော့သာသနာကြီးကလည်းသုတ်ကတ်ကြီးဖြစ်လာပါလိမ့်မယ်အဲလိုသုတ်ကတ်ဖြစ်လာတဲ့အခါမှာလူပြည်နတ်ပြည်မြမပြည်မှာကြီးတဲ့တတ်တော်မူတော်တွေဟာပူဇော်သက်ကာမရတဲ့အတွက်လူပြည်နတ်ပြည်မှာနတ်ပြည်မြမပြည်မှာရှိတဲ့တတ်တော်တွေဟာသူဝေးတော်မူပြီးဣမဝန္တာကဏမန္တရတောင်မှာနေမိတ်တာကိုဖြစ်ပြီးဧမိအသုံးနဲ့တကူပြားတွေပြတော်မူမယ်လို့တရားတော်တွေဟောထားတာဥစဉ်နာကြဘူးပါတယ်အလိုနေမိတ်တာကိုဖြစ်ပြီးမန္တာတို့ကဏမန္တရတောင်မှာတရားဟောတော်မူမယ်ဒီလိုတရားဟောတဲ့အခါကျတော့နတ်မြမကလေးတသိန်းကျွတ်တန်းဝင်လိမ့်မယ်လူတွေမပါဘူးနတ်တွေပဲနတ်မြမတွေပဲနတ်မြမကလေးတသိန်းကျွတ်တန်းဝင်လိမ့်မယ်ဥစဉ်တို့ကုလူခေကောင်းခါကောင်းဝိမု ക്തി တပတ်ပြပရမတန်ကြားရတဲ့ခေသာနာကိုတွင်ခေကြီးနဲ့ကြုံလုံးဒီဝိပဿနာတရားတွေကိုအားထုတ်မယ်ဆိုရင်ဖြင့်ကိုရောင်တော်ဗျံဘုရားမှာလည်းကျွတ်တန်းဝင်လူကဝင်နိုင်ပါတယ်အဲဒါကြောင့်ဒီလိုသာနာ9000ပြည့်ပြီးတော့လူတွေရဲ့တက်တန်းဟာတဖြည်းဖြည်းနဲ့သုတ်ရုပ်သွားတာ10နှစ်တန်းကနေ10နှစ်တန်းထိသုတ်ရုပ်သွားပြီးတော့ကဘာကတ်သေးမယ်ပေါ့လူသေးတဲ့အခါကျတော့နတ်တွေကလာပြီးတော့
သတိပေးတယ်တဲ့ဒီနေ့ကမြောက်9ယောက်မြောက်ရင်လူတွေကတယောက်နဲ့တယောက်တပ်ဖြတ်ပုံရလိမ့်မယ်အဲ့ဒီတော့ဒီဘေးမလွန်အောင်အဲ့ဒီကြတော့ကကြီး3ပါးဆိုင်တော်မှာပေါ့ဒါဒန္တရကယောဂန္တရကဒုဗ္ဗိဒန္တရကတဒန္တရကဆိုတာလက်နဲ့ပြီးဒီနဲ့သိဆုံးတာကိုတဒန္တရကလို့ခေါ်ပါတယ်ဒုဗ္ဗိဒန္တရကဆိုတာကတော့ငတ်မှုကောင်းပါတဲ့ဘေးယောဂန္တရကဆိုတာကတော့ယောဂမျိုးတွေနဲ့သိဆုံးတဲ့ဘေးကိုယောဂန္တရကလို့ခေါ်ပါတယ်ဒီလိုကကြီးတွေမျိုးဆိုင်ကြမယ်ဆိုင်ကြပြီးနတ်တွေကလာသတိပေးလို့တချို့ကကြောက်တဲ့လူတွေကလူတွေနဲ့နီးတဲ့ချိုးမြောင်တို့အောင်ကြားတွေမှာသွားပြီးတော့ကိုအောင်နေတဲ့အခါနောက်9ရက်စီတော့အဲ့ဒီလူတွေကကျန်တဲ့လူတွေကတရားဝင်တယောက်တပ်ဖြတ်ပြီးတော့ပုံအောင်နေတဲ့လူတွေက9ရက်စီပြီးပြန်လာတော့လူသေးဘုံရိုးဘုံကြီးကိုတွေးကြလိမ့်မယ်တွေးကြတယ်အဲ့လိုရိုးဘုံကြီးကိုတွေးတော့တောင်းဝေကတွေရပြီးမေတ္တာတွေပူဇာ5 ပါးသီလတွေသောက်တည်ကြနဲ့အလိုနဲ့10 နှစ်တန်းနေရတဲ့လူကနှစ်20နှစ်20အနည်းနေရလူကနှစ်40နှစ်40အနည်းနေရတဲ့လူကနှစ်80တဖြည်းဖြည်းနဲ့တန်းနေတက်လာတာအသင်ချေရတန်းကြောင့်တက်သွားပါတယ်အသင်ချေရတန်းကြောင့်တက်သွားပါလိမ့်မယ်အသင်ချေရဆိုတာကတစ်နောက်က3ညအလုံး140ရှိတယ်လို့ဆရာသမားတွေဟောပြောတာကြားဘူးပါတယ်အဲ့လိုအသင်ကြီးရတန်းကြောင့်တက်ပြီးအသင်ကြီးရတန်းနေတပြေးပြေးနဲ့ထုတ်လာလိုက်တာအနှစ်3 သိန်းတန်းကြတော့မှဦးဇင်းတို့နောင်ပွင့်တော်မူမဲ့အရင်မရေကဘုရားတွေခင်ဗျာအသက်7000တန်းမှာ3 သိန်းတန်းမှာလူတွေရဲ့အသက်3 သိန်းတန်းမှာသူက7000တန်းမှာပွင့်မယ်လို့3 သိန်းတန်းမှာပွင့်ပြီးသူကနှစ်7000ပဲနေရမယ်နေပြီးတော့ပြိဋိဘံသမ်းမယ်လို့တရားသူဟောတာတွေလည်းကြားဘူးပါတယ်ဒါလေးလည်းဖတ်ဘူးပါတယ်အဲ့ဒီတော့ရောင်တော်ဘုရားမှာကျွတ်တမ်းမဝင်ရင်သေးရင်ဖြင့်ရေမရေဘုရားလက်ထက်မှာကျွတ်တမ်းဝင်နိုင်ကြပါသည်လို့ဦးဇင်းနေနဲ့သူတောင်းမြတ်တာပရဏာမြတ်ပူတာလိုက်ပါတယ်ယောဂီအပေါင်းသူတော်ကောင်းတို့အတိမူခင်ဉာဏ်ဥနိုင်ကြပါသည်